အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကောင်းထက်ဖြစ်ပါတယ်ကျွန်တော်ကတော့အခုဒီ podcast by Gabe ရဲ့ founder တယောက်ဖြစ်ပါတယ်ကျွန်တော်ဒီ podcast by Gabe ကိုအဓိကလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ဒါအားလုံးကို sharing လုပ်ပေးခြင်းနဲ့အနေနဲ့ပေါ့နော် knowledge sharing လုပ်ပေးခြင်းနဲ့အနေနဲ့ကျွန်တော်ဒီpage လေးကိုတည်ထောင်လိုက်ရခြင်းဖြစ်ပါတယ်ဘယ်လောက်တိုင်းတာတစ်ခုအထိတော့ကျွန်တော်ဒီလုပ်ဖြစ်မလဲဆိုတာတော့မသိပေမဲ့ဒီကြားတစ်ခုကတော့ကျွန်တော်လုံနိုင်တဲ့အချိန်ရှိနေသေးတယ်လုံနိုင်စွမ်းရှိနေသေးတယ်တော့ကျွန်တော်အားလုံးကိုဘယ်လောက်တိုင်းတာတစ်ခုအထိဒီ sharing လုပ်ပေးနိုင်မလဲပေါ့နော်ဆိုတော့ဒီ podcast by Gabe ရဲ့ episode 1ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဒါဆွေးနွေးသွားချင်တဲ့အကြောင်းအရာကတော့ဒီ confidence ပေါ့နော် confidence ဆိုတဲ့အရာကိုပတ်သက်ပြီးတော့ကျွန်တော်တို့မပြောခင်ကျွန်တော်တို့အနေနဲ့နားလည်သဘောပေါက်တင်တာက confidence ဆိုတာဘာလဲဆိုတာကိုကျွန်တော်တို့အနေနဲ့သိတင်ပါတယ် confidence ဆိုတဲ့အရာကကျွန်တော်တို့နေ့စဉ်ဘဝမှာအရင်ကိုလိုအပ်ပါတယ်။ဘာကြောင့်လဲကျွန်တော်တို့ကနေ့တိုင်းမှာလူသစ်တွေနဲ့တွေ့နိုင်တယ်ဘဝမှာပေါ့နော်လူသစ်တွေနဲ့အများကြီးတွေ့နိုင်တယ်ကိုယ့်အတွက်ခက်ခဲပါတယ်ဆိုတဲ့ challenges တွေအများကြီးတွေ့နိုင်တယ်ဆိုတော့အဲ့ဒီအချိန်မှာ confidence ဆိုတဲ့အရာကိုကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့ build up လုပ်ဖို့လိုပါတယ် confidence ဆိုတဲ့အရာက it means that you have to build yourself you have to handle the life situations လို့ကျွန်တော်အနေနဲ့တော့ဒါသတ်မှတ်ထားရပါတော့ဆိုတော့ confidence တိဆောက်တဲ့နေရာမှာကျွန်တော်တို့ကမှန်တယ်မှားတယ်ဆိုတာမရှိပါဘူးအဓိကတော့ confidence ဆိုတဲ့အရာကကိုယုံကြည်ခြင်းဖြစ်တယ် perfect ဖြစ်တယ်ဆိုတော့အတိုင်းအတာတစ်ခုအထိသွားစရာမလိုပါဘူးမှန်တယ်ကြတော့လေအချိန်တိုင်းအတာတစ်ခုရောက်လာတဲ့အခါမှာကိုလုပ်တဲ့အလုပ်တွေကြောင့်ကိုရဲ့ဘဝပြီးတဲ့သင်ခန်းစာတွေကြောင့် okay ဖြစ်သွားတဲ့အဆင့်တွေကိုကျော်လွန်ပြီးတော့ perfect ဖြစ်တဲ့အခြေအနေတစ်ခုကိုရောက်သွားတဲ့အခါ confidence ဆိုတဲ့အရာကြီးတွဲပါလာမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုက confidence ဆိုတဲ့အရာကိုလူတွေကဒါတော်တော်လေးပေါ့နော် confuse ဖြစ်နေကြတယ်နောက်တစ်ခုကဘာလဲဆိုတော့ confidence ဆိုတဲ့အရာကိုပြောလိုက်တာနဲ့ arrogance ဆိုတဲ့အရာနဲ့မှားတတ်ကြတယ် confidence ဆိုတာကကျွန်တော်ယုံကြည်မှုဖြစ်ပါတယ် arrogance ဆိုတဲ့အရာကကျတော့ကျွန်တော်တို့မာနကြီးမှုတွေလို့ကျွန်တော်ကတော့သတ်မှတ်ထားတယ်ဆိုကြပါစို့ကျွန်တော်တို့အလုပ်တစ်ခုလုပ်ကြတယ်အလုပ်တစ်ခုလုပ်ကြတဲ့အခါမှာကိုယ့်ရဲ့ boss ကိုကျွန်တော်တို့ကချပြခြင်းနဲ့လူနှစ်ယောက်ရှိရပါတော့ arrogance ဖြစ်နေတဲ့သူနဲ့ confidence ဖြစ်နေတဲ့သူနှစ်ယောက်ရှိတယ် arrogance ဖြစ်နေတဲ့သူကြတော့အားလုံးကိုချပြခြင်းတာကငါဒီသူ့ထက်တော်တယ်ငါဒီသူ့ထက်တာတယ်ငါဒီအားလုံးထက်ပိုကောင်းတဲ့ result ကိုငါဒီ boss ကိုချပြမယ်ပေါ့နော်ဆိုတော့ confidence ရှိနေတဲ့သူကတော့အဲ့လိုမဟုတ်ဘူးငါအကောင်းဆုံးလုပ်မယ်ငါအကောင်းဆုံးချပြပြီးတော့ boss ကဘယ်လိုမြင်တာလဲဆိုတာငါသိချင်တယ်ဆိုတော့ arrogance ဖြစ်နေတဲ့သူကကျွန်တော်တို့အရာတစ်ခုကို proof လုပ်ချင်တဲ့လူတစ်ယောက်ဖြစ်ပြီးတော့ confidence ရှိတဲ့သူကတော့ကျွန်တော်တို့ learning လုပ်နေတဲ့သူတစ်ယောက်တိုးတက်အောင်လုပ်နေတဲ့သူတစ်ယောက်သူ့ဘဝမှာဘလောက်ပဲစိတ်ဓာတ်ကြရရှိ failing sometimes ကတော့ဒါလူတိုင်းမှာရှိရပါတော့ဆိုတော့အဲ့လိုမျိုး failing sometimes ဖြစ်လာတဲ့အချိန်တောင်မှ confidence ဆိုတဲ့အရာကို build up လုပ်ပြီးတော့တိဆောက်ခြင်းကို confidence ဖြစ်တယ်လို့ကျွန်တော်တို့သတ်မှတ်ထားတယ် confidence ဆိုတဲ့အရာမှာကျွန်တော်တို့ကတစ်ခါလေကြာရင် nervous ဖြစ်တာရှိရယ်ကျွန်တော်ကြောက်နေမိတာရှိရယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် feelings တွေဖြစ်သွားတယ်ကျွန်တော် action တွေယူရတယ်တစ်ခါလေကြာလို့ရှိရင် confidence နဲ့ပတ်သက်ပြီးတော့ငါဒီလုံနိုင်ပါမလားဖြစ်နိုင်ပါမလားဆိုတဲ့အရာတွေကျွန်တော်တို့ကတွေးမိတတ်ကြတယ်အမှန်တကယ်ပြောရမယ်ဆိုလို့ရှိရင်တော့ confidence ဆိုတဲ့အရာကိုကျွန်တော်တို့စိတ်ထဲမှာ inner strength တစ်ခုအနေနဲ့စဉ်းစားကြည့်လိုက်နေ့စဉ်ဘဝကိုဖြတ်သန်းတဲ့အခါကိုတကယ်လောက်ရတော့မယ်ဆိုတဲ့အရာကိုမျက်မြင်ကိုတွေ့ရပြီဆိုရင် confidence ဆိုတဲ့အရာဒီ build up လုပ်ပါလို့ပြောစရာမလိုပဲနဲ့ strength တစ်ခုအနေနဲ့ကိုယ့်ကို put လုပ်ပြီးနေမယ်အဲ့ဒီအချိန်မှာငါလုပ်လိုက်တဲ့အရာတွေတကယ်ဖြစ်ပါလားငါဒီလုံနိုင်ပါလားဆိုတဲ့အရာက result မှာပေါ်လာပါလိမ့်မယ်နောက်တစ်ခုပြောချင်တာကလည်း confidence ဆိုတဲ့အရာကကျွန်တော်တို့ကဝေးရပါလားမဟုတ်ဘူးကျွန်တော်တို့ကတိဆောက်ခြင်းဖြစ်တယ်ဘာကြောင့်အဲ့လိုပြောရလဲလို့မင်းကျွန်တော်တို့လုပ်နေတဲ့အရာတွေကျွန်တော်တို့ဖြစ်ချင်ပါတယ်ဆိုတဲ့အရာတွေကျွန်တော်တို့အိမ်မက်တွေကိုအကောင့်တွေပေါ်ကြတဲ့အခါမှာ confidence ဆိုတဲ့အရာကအရင်ကိုအရေးကြီးပါတယ်မင်းလုပ်နေတဲ့လုပ်ငန်းတိုင်းမှာမင်းလုပ်နေတဲ့အရာတိုင်းမှာမင်းလုပ်နေတဲ့လုပ်ငန်းစဉ် process တိုင်းအကုန်လုံးပါပေါ့နော်ကိုယ်တိုင်၌ကယုံကြည်မှုမရှိဘူးဘယ်လိုလုပ်တက်မှုရှိမှာလဲဆိုတဲ့ဟာတွေကလည်းကျွန်တော်တို့ဒါအဖြေတစ်ခုအနေနဲ့ဒါမှမဟုတ်စဉ်းစားနည်းတစ်ခုအနေနဲ့ရောထွက်လာတယ်ပေါ့နော်ဒီနေ့မှာတော့ confidence ဆိုတဲ့အရာဟာဘယ်သူတွေအတွက်လဲ confidence is for special people ဖြစ်ပါတယ်ဆိုတော့
special people ကဘယ်သူတွေလဲလို့မေးလို့ရှိရင်ကျွန်တော်တို့အားလုံးဖြစ်ပါတယ်အခုနားထောင်နေတဲ့ podcast နားထောင်နေတဲ့သူတွေလည်း special people တွေမှာပါပါတယ်ဆိုတော့ဒီနေ့မှာတော့ confidence ကိုဘယ်လိုမျိုး build up လုပ်ရမလဲဆိုတဲ့အရာကိုကျွန်တော်ပြပြပေးချင်ပါတယ်ဆိုတော့ပထမအဦးဆုံးတစ်ချက်ကဘာလဲလို့မေးရင်ကျွန်တော်တို့ confidence is built not born ကျွန်တော်တို့ခုနပြောလို့ပေါ့လုပ်ငန်းဆောင်တာတွေအားလုံးလုပ်တဲ့အခါမှာကိုယုံကြည်မှုမရှိရင်မင်းဘာလုပ်မှာလဲဘယ်လိုမျိုးတိုးတက်ဖို့ရှိမှာလဲဆိုတော့ confidence ဆိုတဲ့အရာကိုအတိုင်းအတာတစ်ခုတည်းလူတိုင်းမှာရှိစေချင်တယ်အကယ်၍မရှိသေးဘူး confidence ဆိုတဲ့အရာကငါတို့အတွက်ခက်ခဲဖြစ်နေတယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့စတင်ပြောင်းလဲဖို့တဲ့ဒီ podcast ကနေပြီးတော့အားလုံးကိုအကြံပေးပြရစီပေါ့နော်ဒုတိယတစ်ခုကတော့ mind your mindset ပေါ့ကျွန်တော်ဘာလို့ဒီ mind your mindset အကြောင်းပြောလဲဆိုတော့ကျွန်တော်တို့က confidence ဆိုတဲ့အရာကို build up လုပ်တဲ့အခါမှာကျွန်တော်တို့ emotions တွေတစ်ခါလေကြာရင်ဆက်နေမိတယ်။ဘာကြောင့်လဲဆိုတော့ကိုယ်တိုင်နိုင်ကယုံကြည်မှုကဘာလို့မရှိလဲဆိုရင်အဲ့စိတ်ကြောင့်လို့ကျွန်တော်ကတော့သတ်မှတ်ထားတယ်။ဘာကြောင့်လဲဆိုတော့ဟုတ်ပြီငါလုံးနိုင်ပါမလားငါဖြစ်ပါမလားဒါတွေဒီစိတ်ကနေပြောနေတာကျွန်တော်တို့ confidence ကနေပြောနေတာမဟုတ်ဘူး။အဲ့လိုစိတ်ကနေပြောနေတဲ့အရာတွေဟာတစ်ခါလေကြာရင်ကျွန်တော်တို့ကဘာကြီးနဲ့ gap ဖြစ်သွားတဲ့အရာတွေရှိတယ်။ဥပမာဆိုကြပါစို့ကျွန်တော်တို့ကလူတရားကနေပြီးတော့ဒီ AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိကြတယ်။ဒီ AI technology ကိုသူဘယ်လိုသုံးမလဲ ChatGPT ဆိုတာပါတယ်တခြားစသဖြင့်ပေါ့နော် platform တွေအများကြီးကိုသူသုံးဖို့တယ်သူသိတယ်သူတတ်တယ်။ဒါပေမဲ့ကျွန်တော်ခုနပြောတယ်ငါဒီလုံနိုင်ပါမလားဆိုတော့အရာကြောင့်ပြင်စဉ်းစားကြည့်လိုက်ကျွန်တော်တို့သူများသိနေတဲ့ဥစ္စာဒီကျွန်တော်တို့မသိတော့ဘူး gap ဖြစ်သွားတဲ့အရာတွေကြောင့်ကျွန်တော်တို့နောက်ကျကြံခဲ့တယ်။ဆိုတော့ confidence ကို build up လုပ်နေတဲ့လူပဲဖြစ်ဖြစ် confidence ကို build up လုပ်မဲ့လူပဲဖြစ်ဖြစ်ပြောချင်တာတခုက confidence ကို build up လုပ်တဲ့အရာမှာ gap ကိုအဖြစ်မခံပါနဲ့ gap ဖြစ်တော့မယ်ဆိုလို့ရှိရင် gap ဖြစ်မဲ့ကိုယ့်ရဲ့ mindset ကိုအရင်ဆုံးပြောင်းလဲပြီးတော့ confidence ဆိုတဲ့နေရာတစ်ခုကိုရောက်အောင်သွားဖို့ဒီ podcast ကနေပြောချင်ပါတယ်ဆိုတော့နောက်တစ်ခု prepare လုပ်ဖို့ပြောချင်တယ် prepare and then do ပေါ့ကျွန်တော် confidence ပေါ့ confidence ဆိုတဲ့အရာကိုကျွန်တော်တို့ကတိဆောက်တဲ့အခါမှာဒါကတော့ဒီ prepare and then do ကတော့ကျွန်တော်အဓိကထားပြောမှာကတော့ business လုပ်နေတဲ့သူတွေဒါမှမဟုတ်လုပ်ငန်းဆောင်တာတွေပေါ့နော်အဲ့လိုမျိုးလုပ်နေတဲ့သူတွေပေါ့ဆိုကြပါစို့ကျွန်တော်တို့ boss ပေါ့သူ့မှာအလုပ်တွေရမ်းများနေလို့မနေ့ပြန် meeting ကိုသူ့အနေနဲ့ဘာကြောင့်မှမသိဒါပေမဲ့သူပြောရတော့မယ်သူ့ရဲ့ employee ကိုသူဒီချပြရမယ်ငါမှာဒီလုပ်ငန်းတွေရှိတယ်ဒါတွေလုပ်ချင်တယ်ဒီလိုမျိုးဖြစ်ချင်တယ်မင်းတို့လုပ်ပေးမလားမင်းတို့ငါ helping လုပ်ပေးမလားဒါတွေကိုကျွန်တော်တို့ကပြန်စဉ်းစားရမယ်တွေးရမယ်ဘယ်လိုလုပ်မလဲဆိုတာကိုနီးလန်းရှာရမယ်ဆိုတော့အဲ့လိုနီးလန်းရှာရဲဆိုတဲ့အနေအထားတစ်ခုမှာကျွန်တော်တို့ကကြိုတင်ပြင်ဆင်ခြင်းဆိုတာအရင်လိုအပ်ပါတယ်ဘာကြောင့်ကြိုတင်ပြင်ဆင်ခြင်းကလိုအပ်လဲလို့မေးလို့ရှိရင်ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲနဲ့မင်းဒီ confidence ဆိုတဲ့အရာကိုဘယ်လိုပြောမှာလဲမင်းဒီကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲနဲ့ဘယ်လိုမျိုးချပြမှာလဲဒါတွေကလူတိုင်းရဲ့စိတ်ထဲကိုရောက်သွားစေတယ်အကယ်၍ကိုသာဒီ business ကိုလုပ်နေသူတယောက်ဆိုရင်ပိုလို့တော့ရောက်ပါသေးတယ်ဆိုတော့အဲ့လိုစိတ်ထဲမှာရောက်သွားပြီဆိုလို့ရှိရင် confidence ဆိုတဲ့အရာကငါလုပ်နိုင်ပါမလားခုနပြောသလိုပေါ့ဖြစ်ပါမလားဆိုတဲ့အရာတွေကထပ်ပြီးတော့မေးလာတယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောချင်တာကစစ်မရခင်မြားကုန်တာထက်ကြိုးစားကြည့်ပါ prepare လုပ်ကြည့်ပါကြိုတင်ပြင်ဆင်ခြင်းကကိုယ့်အတွက်ဘယ်လောက်ထိအထိရောက်ဆုံးနဲ့အကောင်းဆုံး confidence ဖြစ်တဲ့အရာလဲဆိုတာကိုဖြစ်စေတဲ့အရာလဲပေါ့နော်သိပါလိမ့်မယ်နောက်တစ်ခုကတော့ဗာလဲဆိုရင်ကျွန်တော်တို့ outfit ဒါ outfit ကတော့ကျွန်တော်တို့ဒါဒီနေ့ထည့်ပြောဖို့အစီအစဉ်တော့မရှိပေမဲ့ confidence ကို build up လုပ်တဲ့နေရာမှာ outfit ကအရင်အရေးကြီးပါတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့တင့်လျော်တဲ့အဝတ်အစားကိုကြိုက်တဲ့အဝတ်အစားဥပမာထားပါတော့ကျွန်တော်တို့ဒီ university တွေတော်တော်များများမှာဒါမှမဟုတ်တချို့ဒီအငယ်တန်းလေးတွေပါပေါ့နော်ဒါမေးလေးမေးထားရှိတဲ့အရာပေါ့နော်မင်းဘာအောင်ကြိုက်တယ်မင်းကို represent လုပ်တဲ့အရာကပါလေအမှန်တကယ်မင်းစဉ်းစားကြည့်နော်ကျွန်တော်တို့အဲ့မေးခွန်းကမေးချင်လို့မေးနေတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ confidence ကိုပြချင်တယ်
ကော်ရရဲ့ confidence ရဲ့အတိုင်းအတာတစ်ခုကဘယ်လောက်ထိရောက်လဲဆိုတာကိုအဲ့ကာလာနဲ့ represent လုပ်ချင်တာဘာကြောင့်လဲဆိုတော့အယောင်တွေမှာကျွန်တော်တို့ language တွေရှိတယ်အယောင်တွေမှာ meaning တွေရှိတယ်ဆိုတော့အဲ့အယောင်ကို represent လုပ်လိုက်ခြင်းအပြင်ငါရဲ့ identity ဒီပါလေငါရဲ့ identity ဒီဘယ်လိုအတိုင်းအတာတစ်ခုအထိဒီအယောင်နဲ့ငါ represent လုပ်လို့ရမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကဒါသိရှိနားလေရတယ်ပါဆိုတော့ထားပါတော့ဒါကတော့အယောင်ပေါ့ outfit ပေါ့ဥပမာထားတော့ကျွန်တော်ဆိုလို့ရှိရင်ဒါဘယ်လိုမျိုးကြိုက်လဲလို့မြင်ကျွန်တော်အတွက်ကcargo pant နဲ့ sneaker နဲ့ t-shirt နဲ့ကိုလုံးဝ freestyle ဝယ်ရတာကြိုက်တယ်ဘာကြောင့်လဲဆိုတော့ပပရောက်ဝတ်ပြီးတော့ကျွန်တော်တို့ relax ပေါ့အဓိက relax ဖြစ်စေတဲ့အရာကိုဝတ်ခြင်းကကျွန်တော် confidence ရှိစေပြီးတော့အယောင်ထဲမှာဒီ confidence ရှိစေတဲ့အရာတစ်ခုကိုရွေးပါဆိုလို့ရှိရင်ယောက်ျားလေးတွေဖြစ်တာပါမှာပေါ့နော် black ဖြစ်ပါတယ်အမဲပေါ့ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင် navy blue ကလည်းကျွန်တော်တို့ confidence ဖြစ်စေတဲ့အရာလို့လည်းပြောလို့ရတယ်ပေါ့ဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့ the power of people ပေါ့နော်ကျွန်တော်ဘာဖြစ်လို့ဒီ segment တွေကိုပြောရတာလဲဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံတစ်ခုနဲ့ကျွန်တော်ဒီလို podcast ကိုလုပ်ဖို့အတွက် decision ချဖြစ်လောက်အောင်ထိဒီဖြစ်ခဲ့တဲ့အကြောင်းအရာလေးတစ်ခုကို share လုပ်ပေးချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘာကြောင့်ဒီ podcast ကိုလုပ်ဖြစ်ခဲ့ရလဲလို့မြင်ရင်ကျွန်တော်ဒီ segment မှာဆွေးနွေးချင်တဲ့ the power of people ဆိုတဲ့လူတွေအကြောင်းဖြစ်ပါတယ်အဲ့တော့ဘာကြောင့်ကျွန်တော်ဒီလိုမျိုးပြောရလဲလို့မြင်ရင်ကျွန်တော်ကျောင်းစသားတဲ့အချိန်တုန်းကဒါဘူးဝင်နေပြပြနိုင်ငံခြားကျောင်းတက်မဲ့သူကအခုချိန်မှာဆိုရင်တော့ဒီမေကိုမေးမှာပေါ့နော်နိုင်ငံခြားကျောင်းတက်မဲ့သူကမင်းဘာကြောင့်ငိုနေတာလဲပြီးတော့ယောက်ျားလေးလည်းဖြစ်တယ်ဘာကြောင့်ငိုနေတာလဲအင်းကနေပြီးတော့တနာရီနှစ်နာရီလောက်ပဲထားသွားခဲ့ရတဲ့အချိန်မရှိသေးတယ်ဆက်ဆက်ရောက်ချင်းနေ့တော့ကျွန်တော်မမိသေးတယ်ဆက်ဆက်ရောက်ချင်းနေ့တော့အင်းကနေပြီးတော့ကျောင်းမှာကျောင်းတက်ပဲဆိုပြီးတော့ဒီကျောင်းမှာပေါ့နော်ကျောင်းတက်မယ်ဆိုပြီးတော့ကျွန်တော် apartment မှာထားသွားတယ်ထားသွားတဲ့အချိန်မှာဟဲငါဘွားတော့သွားပြီပေါ့ကျွန်တော်တို့လူတွေအဲ့တော့ငါဘွားတော့သွားပြီပေါ့ငါအဆင်ပြေပါမလားပေါ့ကျွန်တော်ခုနပြောခဲ့တဲ့ဥစ္စာတွေလို့ပေါ့နော်အဆင်ပြေပါမလားလို့ကျွန်တော်ဘက်ကနေပြီးတော့မစင်စားမင်းနဲ့ရောက်လာတာအဲ့ဒါဘာကြောင့်ကျွန်တော်အဲ့လိုမျိုးတွေးနေပြီလဲတော့အခုချိန်မှာပြန်စဉ်းစားလို့မရအောင်ဒါကပြန်ပြီးတော့ကို self analysis လုပ်လိုက်တဲ့အခါမှာထွက်လာတဲ့ result တစ်ခုပေါ့နော် confidence ရှိလို့ရ confidence ဒါတကယ်ရှိမယ်ဆိုရင်အဲ့ချိန်မှာဘာမှငုံနေစရာအကြောင်းမရှိဘူးအရာအလုံးဒီငါလုံနိုင်နေငါဖြစ်နိုင်တယ်လို့စိတ်ထားဒီအခုချိန်မှာတော့အဲ့လိုမျိုးတွေးရဆိုရင်အစ်စိတ်ပဲလीနော်ဆိုတော့ပြောချင်တာကအဲ့လိုမျိုးငုံနေခဲ့ရပေါ့နော်အဲ့ချိန်တော့ကတော့အဲ့လိုငုံနေခဲ့တဲ့အချိန်မှာဘယ်သူနဲ့ကျွန်တော်တွေ့ခဲ့လဲလို့မြင် confidence ကို build up လုပ်ပြီးနေတငယ်ချင်းကောင်းနေနဲ့ကျွန်တော်တွေ့ခဲ့ the power of people ကအဲ့ဒါဖြစ်နေတာပါသူတို့နဲ့ communicate လုပ်တယ်ပြင်သွားဆက်ရှိရသွားတယ် hang out လုပ်ဆက်ရှိရလုပ်တယ်လူတွေနဲ့စကားပြောတဲ့အခါမှာကျွန်တော်ယုံကြည်ချက်တွေရှိလာတယ်ဘာကြောင့်ယုံကြည်ချက်တွေရှိလာတာလဲမင်းသူတို့ရဲ့ push လုပ်မှုကြောင့်လည်းပါတယ်ဒီချိန်မှာဒီ podcast by Gabe ဆိုတာဖြစ်လာတာလေသူတို့အကြောင်းလို့ပြောလို့ရတယ်ပေါ့နော် plus ဘာသာနာလည်းပါတာပေါ့ဆိုတော့အဲ့လိုမျိုးဘာသာနာပါတာနဲ့အများတကယ်ကျူးစာရင်တကယ်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကို confident ထားလိုက်တယ်ရအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဒီနေ့မှာဒီ podcast by Gabe ဆိုတာဖြစ်လာတယ်ပေါ့နော်ဆိုတော့ကိုဘေးနားမှာတကယ်ကောင်းတဲ့သူတွေရှိရင်မိတ်ဆွေပဲဖြစ်ဖြစ်တငယ်ချင်းတွေပဲဖြစ်ဖြစ်တကယ်ကောင်းပေးတဲ့သူရှိရဆိုရင်ဘယ်တော့မှလက်လွတ်ဆုံးရှုံးမခံပါနဲ့အကယ်၍များပြဿနာဖြစ်လာမြင်အရေးအယောင်လေးပဲဖြစ်ဖြစ်အကြောင်းအရာတွေတွေ့လာခဲ့ရဆိုရင်တော့မှကိုယ့်ဘက်ကမှားတယ်ဆိုရင်တောင်းပန်ဖို့ဘယ်တော့မှဝင်မလေးပါနဲ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကပြန်စစ်စားကြည့်မယ်ဆိုရင်အားလုံးနဲ့တည်ပြီးသားကိစ္စပါပဲ။ပတ်စံနဲ့အရာအားလုံးကိုဝယ်လို့ရတယ်။ငွေနဲ့အားလုံးကိုဝယ်လို့ရတယ်ဆိုတာမိတ်ဆွေစင်မိတ်ဆွေကောင်းမှာမပါဘူးဗျ။ဆိုတော့မိတ်ဆွေစင်မိတ်ဆွေကောင်းကကိုယ့်ဘေးနားမှာတကယ်ရှိရဲဆိုရင်ဘယ်တော့မှလွတ်လွတ်ဆုံးရှုံးမခံနိုင်နဲ့လူတွေကိုတန်ဖိုးထားပြီးတော့အကောင်းဆုံးသူတို့ဘေးနားမှာသူတို့လိုအပ်သည်ဖြစ်စေမလိုအပ်သည်ဖြစ်စေ
ရှိနေပြီဖို့ဒီ podcast လေးရနေပြီးတော့ပြောချင်ပါတယ်ဆိုတော့ဒီနေ့မှာဒီ podcast လေးကိုနားထောင်ပြီးတော့အားလုံးလေး confidence ကိုဘယ်လိုမျိုးဆိုတာလဲနားလည်သဘောပေါက်မှာမယ်လို့ထင်တယ်ဘယ်လိုမျိုး develop လုပ်လို့ရှိရင်ဘယ်လိုမျိုးအနေအထားတစ်ခုအထိငါဒီရောက်သွားပြီးတော့ဘယ်လိုမျိုးအမှားတွေကနေသင်ခန်းစာယူပြီးဘယ်လိုမျိုးတွေအကောင်းဆုံးရှေ့ဆက်မလဲပေါ့နော်ဆိုတာကိုစဉ်းစားရင်းနဲ့ဖြေရှာရင်းနဲ့ဒီနေ့ဒီ episode လေးကိုဒီမှာပဲညီကုန်းချုပ်ချင်ပါတယ်ဆိုတော့နောက် episode မှာဘယ်လိုအကြောင်းအရာတွေမျိုးနဲ့ quality episode တွေဘယ်လိုမျိုးထွက်လာအောင်မလဲဆိုတာကိုအားလုံးကိုစောင့်ကြည့်စေချင်ပါတယ်ဆိုတော့ see you on the next episode guys bye bye